အားလုံးပဲမင်္ဂလာပါဗျဒုက္ခမြေအင်ချမ်းမြေရောင်းဝယ်ရေးမှပြန်လဲကြိုဆိုလိုက်ပါတယ်ဗျရောင်းတဲ့သူတွေနေပြီးတော့ဒါဝယ်တဲ့သူတွေများတယ်နေရာလေးတနေရာနဲ့ကျွန်တော်ရဲ့မိသားစုတွေကိုဒါကျွန်တော်မိတ်ဆက်ပေးကြပါတယ်ဗျရွာမြေစစ်စစ်ကိုမှကြိုက်တယ်ကျွန်တော်ရဲ့မိသားစုတွေအတွက်လုံးဝကိုယူထားတဲ့နေရာလေးတနေရာပါနော်ရွာမြေစစ်မစစ်ကိုတော့ဒါကျွန်တော်ရဲ့မိသားစုတွေလုံးဝကိုယ်တိုင်ကိုရတာစိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်ဗျဒီအိမ်နဲ့ချန်လေးရဲ့နေရာလေးကတော့ဒါမှော်ပြီးမြို့နယ်ထိန်သွန်းကြီးရွာရဲ့မိန်းလမ်းမကြီးပေါ်မှာတည်ရှိပါတယ်နော်ဒီအိမ်နဲ့ချန်လေးရဲ့အကျယ်ကတော့ပေ90နောက်ကူကတော့ဒါကျွန်တော်တို့125ပေရှိပါတယ်ဗျအိမ်ကလည်းအသင့်တက်နေုံအိမ်လေးပါပဲနော်အိမ်ကသေးတယ်လို့ထင်ရပေမဲ့ဒါကျွန်တော်ရဲ့မိသားစုတွေကအိမ်ကိုမကြည့်ပါနဲ့မြေသေးနဲ့လုံးဝအကျယ်ကိုပဲတွက်ပါရင်မီးကလည်းအစုံပါပါတယ်သူ့ရဲ့ဈေးလေးကတော့ဒါကျွန်တော်တို့သိန်း2000နဲ့100ကိုမှကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ပိုင်ခင်နဲ့လည်းဒါဓာတ်ရိုက်ပြောနိုင်ပါတယ်နော်။အဝယ်များပြီးတော့ရောင်းတဲ့သူတွေမရှိသလောက်နဲတယ်ဒါနေရာလေးမို့လို့ကျွန်တော်ရဲ့မိသားစုတွေကိုဒါဝယ်ထားသင့်တယ်လို့ဒါကျွန်တော်အကြံပြုချင်ပါတယ်ဗျ။စိတ်ဝင်စားရင်တော့ကျွန်တော်ရဲ့ဖုန်းကိုဟယ်လိုလုပ်ပေးပါလို့ပြောချင်ပါတယ်။ရှေ့ရှုအားပေးတဲ့ကျွန်တော်ရဲ့မိသားစုအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ။